Welcome back, my friends. အားလုံးပဲမင်္ဂလာပါစိတ်အားထက်သန်စေခြင်းနဲ့အင်္ဂလိပ်စာကိုတွေ့ဆုံပေးတဲ့ဒီ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ် Before we begin, I want you to pause for just a moment and ask yourself one simple question. How are you spending your life? Not your money, your time today, but your life. Because the truth is, life is shorter than we imagine, shorter than we prepare for. And one day, we will look back and realize that the days we are living right now were the days we were always waiting for. Today's story is about an ordinary man named Ethan. But it is really about you, your choices, your dreams, and the quiet decisions you make every single day. By the end of this video, you will never look at time the same way again, and you will understand how to truly live your life. You need the video go masagi ma. ကျွန်မကနေပြီးတော့မှမိတ်ဆွေကိုဒီအချိန်ခိုက်တဲ့တစ်ခုလောက်ခဏလောက်ရက်ပြီးတော့ကြတော့တင့်ကိုတင်းဒီရိုးရှင်းတဲ့မိကွန်းလေးတစ်ခုမေးစေချင်ပါတယ်အဲ့ဒါကတော့ How are you spending your life တင်ကတင့်ဘဝကိုဘယ်လိုအသုံးချနေလဲဆိုတဲ့ဥစ္စာကိုပါတင်ပိုင်ဆိုင်တဲ့ပတ်စံတွေကိုပြောတာမဟုတ်ဘူးဒီနေ့တင့်ရဲ့အချိန်ကိုပြောတာလည်းမဟုတ်ဘူးဒါပေမဲ့တင့်ရဲ့ဘဝကိုဘယ်လိုအသုံးချနေလဲဆိုတဲ့ဥစ္စာကိုတင့်ကိုတင်ပြန်မေးကြည့်စေချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီအမှန်ကဘဝကငါတို့ထင်ထားတာတွေးထားတာထက်ပိုပြီးတော့တိုးတောင်းပါတယ်ငါတို့ shorter than we prepare for ငါတို့ကြိုတင်ပြင်ဆင်ထားတာထက်ကိုပိုပြီးတော့တိုးတောင်းပါတယ် and one day ပြီးတော့တနေ့မှာ we will look back and realize that ငါတို့ပြန်လှည့်ကြည့်ပြီးတော့နားလေသဘောပေါက်သွားပါလိမ့်မယ်အဲ့ဒါကတော့ဘာလဲဆိုတော့ the days we are living right now ငါတို့အခုလက်ရှိလောလောဆယ်မှာဒီနေထိုင်ရှင်သန်နေတဲ့နေ့ရက်တွေဟာဆိုလို့ရှိရင် were the days we were always waiting for ငါတို့အမြဲတမ်းစောင့်နေခဲ့ရတဲ့နေ့ရက်တွေပဲဆိုတဲ့ဥစ္စာကိုသဘောပေါက်သွားမှာပဲဖြစ်ပါတယ်ဒီနေ့ဒီဇာတ်ကြောင်းကတော့အီတန်လို့အမည်ရတဲ့ဒီတမန်အမျိုးသားတစ်ယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ်ဒါပေမဲ့ဒီဟာကတကယ်တော့မိတ်ဆွေရဲ့အကြောင်းပြီးတော့တင်းရဲ့ဒီရွေးချယ်မှုတွေတင်းရဲ့အိမ်မက်တွေနဲ့ every single day ဒီတနေ့ချင်းစီတိုင်းမှာတင်ပြုတ်လုပ်နေတဲ့တင်ချမှတ်နေတဲ့တိတ်ဆိတ်တဲ့ decisions ဆုံးဖြတ်ချက်တွေအကြောင်းနဲ့ပတ်သက်တာဖြစ်ပါတယ် by the end of this video ဒီဗီဒီယိုပြီးသွားတဲ့အခါမှာ you will never look at time the same way again တင်ကအချိန်ဆိုတဲ့အရာကိုအရင်လိုတူညီတဲ့ပုံစံနဲ့ထပ်ပြီးတော့ဘယ်တော့မှကြည့်နေတော့မှာမဟုတ်ပါဘူး and ပြီးတော့ you will understand how to truly live your life တဲ့ရဲ့ဘဝကိုဘယ်လိုမျိုးအမှန်တကယ်ရှင်သန်နေထိုင်ရမလဲဆိုတဲ့ဥစ္စာကိုနားလည်လာပါလိမ့်မယ်ဒီနေရာမှာ before ကမတိုင်မီ begin ကစတင်သည် pause ကတော့ခိတခဏရပ်နားသည် a moment ကတော့အချိန်ကာလအခိုက်အတန့်ဖြစ်ပါတယ်ပြီးတော့ ask ကကြတော့မေးသည် yourself ကတင့်ကိုတင် simple ကတော့ရိုးရှင်းသော spend ကကြတော့အသုံးပြုသည်အသုံးချသည် life ကတော့ဘာဖြစ်ပါတယ် today ကတော့ယနေ့ now truth ကတော့အမှန်တရားဖြစ်ပါတယ် shorter ကပို၍တိုးတောင်းသော imagine ကတွေးထင်သည်နောက်တစ်ခုက prepare ကကြိုတင်ပြင်ဆင်သည် look back ကပြန်ကြည့်သည် one day ကတော့တနေ့နေ့မှာ realize ကနားလည်သဘောပေါက်သည် right now ဆိုတာကအခုလက်ရှိ always ကအမြဲတမ်း waiting ကစောင့်နေသည် ordinary ကတော့တန်မှန်ဖြစ်သော named ကအမည်ရသော really ကအမှန်တကယ် adverb ဖြစ်ပါတယ် choices ကရွေးချယ်မှုများ dreams ကတော့အိမ်မက်များ quiet ကတိတ်ဆိတ်ငြိမ်သက်သော decisions ကတော့ဆုံးဖြတ်ချက်များ make decisions ဆိုလို့ရှိရင်ဆုံးဖြတ်ချက်များချမှတ်သည် every day ဆိုလို့ရှိရင်တော့နေ့စဉ်နေ့တိုင်း every single day ဆိုတော့တစ်နေ့ချင်းစီတိုင်း end ကတော့အဆုံးမှာ never ကဘယ်တော့မှ now the same way ဆိုတာတူညီတဲ့ပုံစံတူညီတဲ့နည်းအတိုင်းဒီနေရာမှာတော့တူညီတဲ့ပုံစံနဲ့ထပ်ပြီးတော့ကြည့်တော့မှာမဟုတ်ဘူး again ကတစ်ဖန် understand ကတော့နားလည်သည် truly ကစစ်မှန်စွာ live ကနေထိုင်သည်ရှင်သန်သည် Ethan was 35 years old working in an office he didn't love. Waking up every morning to an alarm he hated, rushing through breakfast while scrolling his phone,
and telling himself the same sentence he had repeated for years. I will start living later. Later, when the job becomes easier, the money is better, and life finally feels less complicated. But life never becomes less complicated, only shorter. ဤတန်ကအသက်35နှစ်အရွယ်ပဲဖြစ်ပါတယ်ပြီးတော့သူမကြိုက်တဲ့သူမမြတ်နိုးတဲ့ရုံတရုံမှာအလုပ်လုပ်တယ်သူမုန်းတဲ့ဒီနိုင်နိုးဆက်နဲ့မနက်တိုင်းမှာနိုးထားတယ်သူ့ရဲ့ဖုန်းကိုအထက်အောက်လှန်လောကြည့်ရင်းနဲ့မနက်စာကိုအပြေးလွှားစားတယ်ပြီးတော့နှစ်ပေါင်းများစွာကြာအောင်သူပြောနေကြထက်ခါပြောနေကြတူညီတဲ့စကားအဲ့ဒီစကားပဲသူ့ကိုယ်သူဆက်ပြီးတော့ပဲသူကပြောနေမိတယ်တဲ့အဲ့ဒါဘာလဲဆိုတော့ I will start living later ငါနောက်မှစပြီးတော့ရှင်သန်မယ်ဆိုတဲ့စကားကိုအဲ့ဒီစကားကိုပဲဆက်ပြီးတော့ပြောနေခဲ့တယ်တဲ့ later when the job becomes easier ဒီအဲ့ဒီနောက်မှဆိုတဲ့ဥစ္စာဘာလဲဆိုတော့အလုပ်တွေပို့ပြီးတော့လွယ်ကူလာတဲ့အခါပြီးတော့ငွေကြေးတွေပို့ပြီးတော့ကောင်းမွန်လာတဲ့အခါပြီးတော့ဒီဘဝကနောက်ဆုံးမှာရှုပ်ထွေးမှုတွေလျော့နေသွားတယ်လို့ခံစားရတဲ့နောက်ကြမှသူကစပြီးတော့ရှင်သန်မယ်နေထိုင်မယ်အဲ့လိုပုံစံမျိုးသူကဆက်ပြီးတော့ပြောနေမိခဲ့တယ် but life never becomes less complicated ဒါပေမဲ့ဘဝကတော့ဘယ်တော့မှဒီရှုပ်ထွေးမှုကလျော့ပါမသွားခဲ့ဘူး only shorter ပို့ပြီးတော့ပဲတူတောင်းလာတာဖြစ်ပါတယ် Ethan did not notice this yet days passed weeks passed and years passed and without realizing it he was trading his most valuable time for comfort, fear, and routine. Ethan ကအဲ့ဒီဥစ္စာကိုအခုထိသူကသတိမထားမိခဲ့ဘူးဒီရက်တွေကုန်လွန်သွားခဲ့တယ်ပြီးတော့တစ်ပတ်ပြီးတစ်ပတ်ကုန်လွန်သွားခဲ့တယ်ပြီးတော့တစ်နှစ်ပြီးတစ်နှစ်တွေလည်းကုန်လွန်သွားခဲ့တယ်အဲ့ဒါကိုသူကသဘောမပေါက်ဖ ೇನೆ he was trading his most valuable time သူ့ရဲ့ဒီတန်ဖိုးအရှိဆုံးအချိန်ကို for comfort, fear, and routine ဒီတတောင့်တတရှိမှုအကြောက်တရားနဲ့ဒီလုံရိုးလှုပ်ဆင်ဟာတွေနဲ့ပဲလဲလှယ်နေခဲ့တယ် was a trading ဆိုတာအလဲလှယ်လုပ်နေခဲ့တယ်ဒီနေရာမှာ working ကအလုပ်လုပ်ခြင်း life ကချင်မြတ်နိုးသည် office ကတော့ရုံးခန်း waking up ကနိုးထခြင်း every morning ကတော့မနက်တိုင်း alarm ကတော့နာရီနှိုးဆက် hated ကမုန်းခဲ့သည် rushing ကအလင်းစလိုပြုလုပ်ခြင်းဒီ breakfast ကတော့မနက်စာဖြစ်ပါတယ် scrolling ဆိုတာကဒီဖုန်းကိုအထက်အောက်လှန်လောကြည့်တာအဲ့ဒါကို scroll လုပ်တယ်လို့ခေါ်ပါတယ် while ကတော့ဆင်တွင် sentence ကဝါကြ same sentence တူညီသောဝါကြဒီနေရာမှာဆိုလို့ရှိရင်ဒီတူညီတဲ့သူပြောနေကြစကား repeated ကထက်ခါပြုလုပ်ခဲ့သည်ပြောခဲ့သည် start ကစတင်သည် live ကနေထိုင်ခြင်း later ကတော့နောက်မှ becomes ကဖြစ်လာသည် job ကတော့အလုပ် easier ကပို၍လွယ်ကူသော better ကပို၍ကောင်းမွန်သော finally ကနောက်ဆုံးမှာ less ကလျော့ပါသော complicated ကရှုပ်ထွေးသော less complicated ဆိုလို့ရှိရင်ရှုပ်ထွေးမှုတွေလျော့ပါသွားတာ feels ကခံစားရသည် never ကတော့ဘယ်တော့မှ shorter ကပို၍တူတောင်းသော notice ကသတိထားမိသည်ဒီနေရာမှာ yet ကသေးဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဒီသတိမထားမိသည်သတိမထားမိခဲ့ဘူး past ကကုန်ဆုံးခဲ့သည် without ကမပါဘဲမရှိဘဲဒီနေရာမှာ realizing ကနားလည်သဘောပေါက်ခြင်းမရှိဘဲ trading ကအလဲလှယ်ပြုလုပ်သည် was trading ဆိုတာအလဲလှယ်ပြုလုပ်နေခဲ့သည် trade ကကုန်သွယ်သည်ဆိုလို့ရှိရင်လည်းသုံးလို့ရပါတယ် valuable ကအဖိုးတန်ဆုံး most valuable ဆိုတာအဖိုးတန်ဆုံး time ကတော့အချိန် comfort ကတက်တောင့်တတရှိမှု fear ကတော့အကြောက်တရား routine ကလုံရိုးလှုပ်ဆင်ဖြစ်ပါတယ် One evening Ethan received a phone call from his childhood friend Daniel. Daniel had always been full of life, laughter, and big dreams, but now his voice was weak. He told Ethan he had been diagnosed with a serious illness, one that changed everything in a single moment. ဒီတညနေမှာ Ethan ကသူ့ရဲ့ဒီငယ်တငယ်ချင်းဖြစ်တဲ့ Daniel စီကနေပြီးတော့မှဖုန်းကောတစ်ခုကိုလက်ခံရရှိခဲ့တယ် Daniel က had always been full of life အမြဲတမ်းပဲဒီဘဝကိုအပြည့်အဝနေထိုင်နေသူပို့ပြီးတော့လည်းရှယ်မောတဲ့သူပြီးတော့ကြတော့ဒီအိမ်မက်တွေအကြီးကြီးရှိတဲ့သူဖြစ်ခဲ့တယ်ဒါပေမဲ့အခုကြတော့ but now ဆိုတာဒါပေမဲ့အခုတော့ his voice was weak သူ့ရဲ့အတန်ကဒီ
He told Ethan he had been diagnosed with a serious illness. သူက Ethan ကိုပြောခဲ့လဲဆိုလို့ရှိရင်သူဒီပြင်းထန်တဲ့နာမကျန်းဖြစ်မှုတစ်ခုကိုdiagnosed ဆိုတာကယောဂရှာဖွေတွေ့ရှိခဲ့တယ်။ရှာဖွေတွေ့ရှိခဲ့တယ်ဆိုတဲ့ဥစ္စာကိုဒီပြင်းထန်တဲ့နာမကျန်းမှုတစ်ခုကိုသူကဒီသူ့ရဲ့ခန္ဓာကိုယ်မှာယောဂရှာတွေ့ခဲ့တယ်ဆိုတဲ့အကြောင်းကို Ethan ကိုပြောခဲ့တယ်။ Once ဆိုတဲ့ဥစ္စာကအဲ့ဒီ diagnose ယောဂရှာတွေ့ခဲ့တဲ့အရာက change everything in a single moment နာတာအခိုက်အတန့်တစ်ခုအတွင်းမှာအရာရာတိုင်းကိုပြောင်းလဲသွားခဲ့တဲ့အရာတစ်ခုဖြစ်တဲ့ဒီပြင်းထန်တဲ့နာမကျန်းဖြစ်မှုတစ်ခုအဲ့ဒါကိုသူ့ရဲ့ခန္ဓာကိုယ်မှာဒီ diagnosed ယောဂရှာတွေ့ခဲ့တယ်ဆိုတဲ့ဥစ္စာကို Ethan ကိုသူကပြောပြခဲ့တယ်။ After the call ended, Ethan sat in silence, staring at the wall, feeling something crack open inside him. He understood something no school ever taught him. Life does not wait. Life does not promise tomorrow. Life does not care about your plans. That night, Ethan couldn't sleep.For the first time, he truly felt the weight of his own existence. အဲ့ဒီ phone call ပြီးသွားတဲ့နောက်မှာ Ethan ကဒီ set in silence ဆိုတာကတိတ်ဆိတ်ငြိမ်သက်မှုနဲ့သူကထိုင်ချခဲ့တယ်။ Staring at the wall ဒီနံရံကိုငေးကြည့်ရင် feeling something crack open inside him သူ့ရဲ့ရှင်ထဲမှာဒီကွဲအပ်နေတဲ့တစ်ခုခုကိုခံစားရရင်နဲ့ဒီနံရံကိုငေးကြည့်ရင်တိတ်တိတ်ဆိတ်ဆိတ်နဲ့သူကထိုင်ခဲ့တယ်He understood something no school ever taught him. ဘယ်ကျောင်းကမှဒီမသင်ဘူးခဲ့တဲ့တစ်ခုကိုသူကနားလေသဘောပေါက်သွားခဲ့တယ်။အဲ့ဒါဘာလဲဆိုတော့ life does not wait. ဘဝကြီးကစောင့်မနေဘူး။ Life does not promise tomorrow. ဒီဘဝကမနှက်ဖြန်ကို do not promise ဆိုတာကဂတိမပေးဘူးဆိုလို့ချင်တာကမနှက်ဖြန်အတွက်သင်နေထိုင်ရမယ်ရှင်သန်ရမယ်လို့အာမခံချက်မပေးဘူး Life does not care about your plans ဘဝကသင်ရဲ့ဒီသင်ကြိုပြီးတော့ရေးဆွဲထားတဲ့စီမံကိန်းတွေစီမံချက်တွေအကြောင်းနဲ့ပတ်သက်ပြီးတော့သူက queue site မနေဘူး That night အဲ့ဒီညမှာပဲ Ethan ကအဲ့လိုမရခဲ့ဘူး For the first time ပထမအဆုံးအကြိမ်အနေနဲ့ he truly felt the weight of his own existence ပထမဆုံးအကြိမ်အနေနဲ့သူကဒီ own existence သူ့ရဲ့ကိုယ်ပိုင်ဖြစ်တည်မှုသူ့ကိုယ်ပိုင်ဖြစ်တည်မှုရဲ့အလေးချိန်ကိုသူကအမှန်တကယ်ခံစားခဲ့ရတယ်ဆိုလိုချင်တာကသူ့ဘဝကိုယ်ပိုင်ဖြစ်တည်မှုရဲ့ဒီလေးလံတဲ့အလေးချိန်ကိုသူကအမှန်တကယ်ခံစားခဲ့ရတယ် receipt ကလက်ခံရရှိခဲ့သည်ဒီညမှာ call ကတယ်လီဖုန်းခေါ်ဆိုမှုတစ်ခု childhood friends ဆိုတာကလေးဘဝကတငယ်ချင်း always ကအမြဲတမ်း full of life ဆိုတာကဘဝကိုအပြည့်အဝနေထိုင်သည် laughter ကပို၍ရေမောသော big ကတော့ကြီးမားသော dreams ကအိမ်မက်များ voice ကတော့အသံဖြစ်ပါတယ် weak ကအားနည်းသော told ကပြောခဲ့သည် diagnosed ကယောဂရှာတွေ့ခဲ့သည် serious ကပြင်းထန်သော illness ကနာမကျန်းဖြစ်မှု change ကပြောင်းလဲခဲ့သည် everything ကတော့အရာရာတိုင်းဖြစ်ပါတယ် single ကတော့တစ်ခုတည်းတစ်ယောက်တည်းဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဒီနေရာမှာ single moment ဆိုတာအဲ့ဒီအချိန်ကာလအခိုက်အတန့်တစ်ခု ended ကအဆုံးသတ်ခဲ့သည်ပြီးဆုံးခဲ့သည် set က sit ရဲ့ past tense ဖြစ်ပါတယ်ထိုင်ခဲ့သည် silence ကတိတ်ဆိတ်ငြိမ်သက်မှု stare ကငေးကြည့်ရင် wall ကတော့နံရံဖြစ်ပါတယ် feeling ကခံစားရခြင်း something ကတော့တစ်စုံတစ်ခုဖြစ်ပါတယ် crack ကဒီကွဲအပ်နေတဲ့အရာဒါမှမဟုတ်ရှင်အကြောင်းကို crack လို့ပြောပါတယ် open ကဖွင့်သည်ပွင့်သည် inside ကတော့အထဲမှာဒီညမှာဆိုလို့ရှင်သူ့ရင်ထဲမှာဒီကွဲအပ်နေတဲ့အရာတစ်ခုကိုသူကခံစားခဲ့ရတာ understood ကနားလည်ခဲ့သည် something ကတော့တစ်စုံတစ်ခုဖြစ်ပါတယ် thought ကသင်ကြားပေးခဲ့သည် ever thought ဆိုတော့ဒီမသင်ကြားဘူးတဲ့ no school ever taught ဆိုတော့ဘယ်ကျောင်းကမှမသင်ကြားဘူးတဲ့ something တစ်စုံတစ်ခု wait ကတော့စောင့်သည် promise ကဂတိပေးသည် tomorrow ကတော့မနက်ဖြန်ဖြစ်ပါတယ် care က view site သည် plans ကတော့ဒီအစီအစဉ်များစီမံကိန်းများ sleep ကအိပ်စက်သည် truly ကစစ်မှန်စွာအမှန်တကယ် above ဖြစ်ပါတယ် felt ကခံစားခဲ့ရသည် weight ကတော့အလေးချိန်ဖြစ်ပါတယ် own ကကိုယ်ပိုင် existence ကဖြစ်တည်မှုတည်ရှိမှု
The next morning, Ethan asked himself a question that shook him deeply. If I only had 1 year left to live, would I be living like this? The answer was no. He realized that he had been saving his dreams for a future that might never arrive. So he decided to change, not all at once, but in small, powerful steps. ဒီနောက်တစ်နေ့မှာ Ethan ကသူ့ကိုနည်းနည်းနဲ့ကင်လှုပ်သွားစေမဲ့ question တစ်ခုကိုသူ့ဟာသူမေးခဲ့တယ်အဲ့ဒါကတော့ဘာလဲဆိုလို့ရှိရင်တကယ်လို့သာငါကဒီနေထိုင်ရှင်သန်မှုရာအတွက်တစ်နှစ်ပဲကြံတော့မယ်ဆိုလို့ရှိရင် would I be living like this ငါဒီလိုမျိုးနေမှာလားဆိုပြီးတော့အဲ့ဒီမေးခွန်းကိုသူ့ကိုသူမေးခဲ့တယ်အဖြေကတော့ no ပဲဖြစ်ပါတယ်ဘာလဲဆိုတော့အဲ့လိုမနေဘူးဆိုတဲ့အဖြေကိုသူကရခဲ့တာ He realized that he had been saving his dreams for a future that might never arrive သူကဘာကိုသဘောပေါက်ခဲ့လဲဆိုတော့ဘယ်တော့မှရောက်ချင်မှရောက်လာမှာဖြစ်တဲ့ဒီအနာဂတ်တစ်ခုအတွက်သူ့ရဲ့အိမ်မက်တွေကိုတင်ဆက်ထားခဲ့တယ်ဆိုတဲ့ဥစ္စာတင်ဆက်ထားနေခဲ့တယ်ဆိုတဲ့ဥစ္စာကိုသူကသဘောပေါက်သွားခဲ့တယ် So ဒါကြောင့်မလို့ he decided to change သူကပြောင်းလဲဖို့ရဆုံးဖြတ်ချက်ချခဲ့တယ် Not all at once အရာအလုံးကိုတစ်ချိန်နဲ့တော့မဟုတ်ဘူး but in small powerful steps ဒီတင်းငယ်ပြီးတော့အကောင်းတဲ့ခြေလှမ်းလေးတွေနဲ့သူကပြောင်းလဲဖို့ရဆုံးဖြတ်ချက်ချခဲ့တယ် Ethan began waking up earlier, not to rush, but to breathe, think, and feel grateful for simply being alive. He started writing the things he truly cared about: health, meaningful work, peace of mind, learning, adventure, family, and connection. ဒီ Ethan ကပို့ပြီးတော့စောစောစီစီစပြီးတော့သူကနိုးထားခဲ့တယ် not to rush အဲ့ဒါကအလင်းလို့မဟုတ်ဘူးအလင်းစလို့လုံးစရာရှိလို့မဟုတ်ဘူး but to breathe ဒီအသက်ရှူဖို့ရအတွက်ပြီးတော့စဉ်းစားဖို့ရပြီးတော့ကြတော့ဒီရိုးရှင်းပဲဒီသက်ရှင်နေခြင်းသက်ရှိထင်ရှားရှိနေခြင်းအတွက်အသက်ရှင်ရခြင်းအတွက်ဒီကျေးဇူးတင်ဖို့ရပို့ပြီးတော့စောစောစီစီသူကစပြီးတော့ထားခဲ့တယ်တဲ့ He started writing the things he truly cared about သူတကယ်ဂရုစိုက်တဲ့အရာတွေအကြောင်းကိုသူကစပြီးတော့ရေးလာခဲ့တယ်အဲ့ဒါတွေကတော့ဘာလဲဆိုတော့သူတကယ်ဂရုစိုက်တဲ့အရာတွေကဘာလဲဆိုတော့ health ဒီကျန်းမာရေးပြီးတော့အတိတ်ပဲရှိရဲ့အလုပ်ပြီးတော့ရင်တွင်းစိတ်အေးချမ်းမှုတင်ယူလေ့လာမှုစွန့်စားမှုမိသားစုနဲ့ဒီconnection ဆိုတာကဒီဆက်သွယ်မှုချိတ်ဆက်မှုပေါင်းသင်းဆက်ဆံမှုအဲ့ဒီဟာတွေကိုသူကစပြီးတော့ချရေးလာခဲ့တယ် next က next morning ဆိုတော့နောက်မနေ့ asked ကမေးခဲ့သည် himself ကတော့သူကိုယ်သူ question ကတော့မေးခွန်းဖြစ်ပါတယ် shook က shake ရဲ့ past tense ဖြစ်ပါတယ်တုန်လှုပ်စေခဲ့သည် deeply ကနည်းနည်းစွာ adverb ဖြစ်ပါတယ်ဒီနေရာမှာ left ကကြံရှိသည် left to live ဒီရှင်သန်မှုရာကြံရှိခဲ့မယ်ဆိုရင်ဒီမှာ like ကဒီလိုမျိုး like this ဆိုတာကငါဒီလိုမျိုးရှင်သန်မှာလားဆိုပြီးတော့မေးရဖြစ်ပါတယ် like ကလိုမျိုးဆိုတဲ့အဓိပ္ပာယ်ရပါတယ် answer ကတော့အဖြေဖြစ်ပါတယ် realized ကနားလည်သဘောပေါက်ခဲ့သည်ဒီနေရာမှာ saving ကသိမ်းဆည်းနေသည်ငွေကြေးစုဆောင်းသည်ဆိုလို့ရှိရင်လည်း save ကိုသုံးလို့ရပါတယ် dreams ကတော့အိမ်မက်များ future ကတော့အနာဂတ်ဖြစ်ပါတယ် never ကဘယ်တော့မှ arrive ကရောက်ရှိသည် might never arrive ဆိုတာကဘယ်တော့မှဒီရောက်ချင်မှတောင်ရောက်လာမဲ့အနာဂတ်တစ်ခု decided ကဆုံးဖြတ်ချက်ချခဲ့သည် change ကတော့ပြောင်းလဲသည် at once ဆိုတာကတစ်ချိန်နဲ့ဒီအရာအလုံးကိုတစ်ချိန်နဲ့သူကပြောင်းလဲခဲ့တာမဟုတ်ဘူး small ကတင်းငယ်သော powerful ကအားကောင်းသော steps ကတော့ခြေလှမ်းများဖြစ်ပါတယ် began က begin ရဲ့ past tense ဖြစ်ပါတယ်စတင်ခဲ့သည် waking up ကဒီနိုးထခြင်း earlier ကပို၍စောစီးသော rush ကအလင်းစလို့ပြုလုပ်သည် breathe ကဒီ breathe ကအသက်ရှူသည် think ကတော့စဉ်းစားသည် grateful ကကျေးဇူးတင်သောဒီနေရာမှာ feel grateful ဆိုတာကကျေးဇူးတင်ဖို့ရန်ကျေးဇူးတင်ခြင်းကိုခံစားဖို့ရန်ဆိုကျေးဇူးတင်ဖို့ရန် simply ကရိုးရှင်းစွာ being alive ဆိုတာကအသက်ရှင်ရခြင်းဒီသက်ရှိထင်ရှားရှိနေရခြင်းအသက်ရှင်ရခြင်းအတွက်ကျေးဇူးတင်ဖို့ရသူပို့ပြီးတော့ဒီစောစောစီစီစပြီးတော့ထလာခဲ့တယ် started ကစတင်ခဲ့သည် writing ကရေးသားခြင်း things ကတော့အရာများ truly ကအမှန်တကယ်
စစ်မှန်စွာ adverb ဖြစ်ပါတယ် cared က gyu စိုက်ခဲ့သည်ဒီနေရာမှာ cared အပေါက်ဆိုတာကသူ gyu စိုက်ခဲ့တဲ့အကြောင်းအရာတွေအဲ့ဒါတွေကတော့ဘာလဲဆိုတော့ဒီ health ကျန်းမာရေး meaningful ကအဓိပ္ပာယ်ရှိသော work ကတော့အလုပ်ဒီအဓိပ္ပာယ်ရှိတဲ့အလုပ် peace ကငြိမ်းချမ်းမှု mind ကတော့စိတ်ဒီ peace of mind ဆိုတာရင်တွင်းစိတ်အေးချမ်းမှု learning ကသင်ယူလေ့လာခြင်း adventure ကတော့စွန့်စားမှုဖြစ်ပါတယ် family ကမိသားစု connection ကချိတ်ဆက်မှု He spent less time on his phone and more time talking to real people. He took walks without headphones, just listening to the wind and his own thoughts. And slowly, his life began to feel different, not bigger, not richer, but real. ဒီသူကသူ့ရဲ့ဖုန်းမှာသုံးတဲ့အချိန်တွေကိုသူက short ပြလိုက်တယ်ပြီးတော့ more time talking to real people တကယ်လူတွေကိုပို့ပြီးတော့ဒီစကားပြောတဲ့အချိန်ကိုပို့ပေးခဲ့တယ် he took walks ဆိုတာကသူကဒီလမ်းလျှောက်မှုလေးလုပ်ခဲ့တယ် without headphones တွေမပါဘဲနဲ့သူကလမ်းလျှောက်ခဲ့တယ် just listening to the wind and his own thought အဲ့ဒါဘာလဲဆိုတော့ his own thoughts ဒီလေတိုးဝေတန်ပြီးတော့ကြတော့သူ့ရဲ့ကိုယ်ပိုင်အတွေးတွေအဲ့ဒီဥစ္စာတွေကိုနားထောင်ဖို့တက်အဲ့ဒီဟာအတွက် headphone တွေမပါဘဲနဲ့သူကလမ်းစာလျှောက်ခဲ့တယ် and just slowly တဖြည်းဖြည်းနဲ့ပဲ his life began to feel different သူ့ရဲ့ဘဝကဒီမတူညီဘူးဆိုတဲ့ဥစ္စာကိုစပြီးတော့မတူညီမှုကိုစပြီးတော့ခံစားခဲ့ရတယ် not bigger ပို့ပြီးတော့ကြီးမားလာတာ not richer ပို့ပြီးတော့ချမ်းသာလာတာမဟုတ်ဘူး but real တကယ်အစစ်မှန်ဖြစ်လာတယ်ဆိုတဲ့ဥစ္စာကိုအဲ့မတူညီမှုကိုသူကစပြီးတော့ခံစားခဲ့ရတယ်Ethan had always dreamed of starting his own small business, but fear kept whispering, "You're not ready. It's too risky. What if you fail?" One evening, he wrote these words in his notebook. The fear of dying with regret is stronger than the fear of failing. ဒီ Ethan ကသူ့ရဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအသေးလေးအဲ့ဒီဥစ္စာကိုစတင်ဖို့သူကအမြဲတမ်းပဲအိမ်မက်တွေမှတ်ခဲ့တယ်အိမ်မက်တွေရှိခဲ့တယ်အိမ်မက်မှတ်ခဲ့တယ်အိမ်မက်ရှိခဲ့တယ်ဒါပေမဲ့လို့ဒီအကြောက်တရားကဒီအဆက်မပြတ်ပဲ whispering ဆိုတာကတီတိုသူ့ကိုပြောနေခဲ့တာဘာလဲဆိုတော့ you're not ready မင်းကအသိမဖြစ်သေးဘူး it's too risky အရန်အန္တရာယ်များလွန်းတယ် what if you fail မင်းရှုံးသွားရင်ဘယ်လိုလုပ်မလဲအဲ့လိုမျိုးအကြောက်တရားကအဆက်မပြတ်ပဲတီတိုပြောနေခဲ့တယ်One evening တညနေမှာတော့သူကဒီသူ့ရဲ့မှတ်စုစာအုပ်ထဲမှာဒီစကားလုံးတွေကိုသူကချရေးခဲ့တယ်တဲ့အဲ့ဒါဘာလဲဆိုတော့ the fear of dying with regret ဒီနောက်တရားတွေနဲ့တေးရမှာကိုကြောက်တဲ့အကြောက်တရားက is stronger than the fear of failing ဒီကြာရှုံးမှုကိုကြောက်တဲ့အကြောက်တရားထက်ပိုပြီးတော့အားကောင်းတယ်ဆိုပြီးတော့သူ့ရဲ့မှတ်စုစာအုပ်ထဲမှာချပြီးတော့ရေးခဲ့တယ် spent ကတော့အသုံးချခဲ့သည် less ကတော့လျော်ပါသော time ကတော့အချိန်ဖြစ်ပါတယ် talking ကစကားပြောခြင်း real ကတော့ဒီစစ်မှန်သော took က take care past tense ဖြစ်ပါတယ်ယူဆောင်ခဲ့သည်ဒီနေရာမှာ took walks ဆိုတာသူကစပြီးတော့ဒီလမ်းလျှောက်ခဲ့တာလမ်းလျှောက်မှုတွေကိုပြုလုပ်ခဲ့တာဒီနေရာမှာ walks က noun ဖြစ်ပါတယ် without ကမပါဘဲမရှိပဲဒီနေရာမှာ just ကယုံမျှ listening ကနားထောင်ခြင်း wind ကတော့လေဖြစ်ပါတယ် own ကကိုယ်ပိုင် thoughts ကအတွေးများ slowly ကနှိကွေးစွာ began ကစတင်ခဲ့သည် feel different ဆိုတာကမတူညီဒီမတူညီဖို့သူကခံစားခဲ့ရတာ different ကတော့မတူညီတော့ feel ကခံစားရသည်ဒီနေရာမှာမတူညီမှုကိုသူကစပြီးတော့ခံစားခဲ့ရတာ bigger ကပို၍ကြီးမားသော richer ကပို၍ချမ်းသာသော real ကတော့စစ်မှန်သော always ကအမြဲတမ်း dreamed of ဆိုတာကအိမ်မက်ရှိခဲ့သည် sturdy ကစတင်ခြင်း own ကတော့ကိုယ်ပိုင်ဖြစ်ပါတယ် small ကသိငယ်သော business ကစီးပွားရေးလုပ်ငန်း fear ကတော့အကြောက်တရားဖြစ်ပါတယ်ဒီနေရာမှာ kept ကဆက်လက်လှုပ်ဆောင်သည်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်သိသိသည်ဆိုလို့ရှင်လည်းသုံးလို့ရပါတယ်ဒီနေရာမှာတော့ဆက်ပြီးတော့သူကအဆက်မပြတ် whispering တီတိုပြောနေခဲ့တာ ready ကအသင့်ဖြစ်သော risky ကအန္တရာယ်များသော fail ကတော့ကြာရှုံးသည်ဒီနေရာမှာ what if ဆိုတာကဘယ်လိုလုပ်မလဲဆိုတဲ့အဓိပ္ပာယ်ရပါတယ်မင်းရှုံးသွားရင်ကြာရှုံးသွားရင်ဘယ်လိုလုပ်မလဲ
wrote ကရေးသားခဲ့သည် write ရဲ့ past tense ဖြစ်ပါတယ် notebook ကတော့မှတ်စုစာအုပ် fear ကအကြောက်တရား die ကသေဆုံးခြင်း regret ကတော့နောင်တ strong ကပို၍အားကောင်းသောပို၍တန်မာသော failure ကကြာရှုံးမှု The next week, he took the first step, then another, and then another. And although it was not perfect and not easy, it was honest. Ethan no longer said, I don't have time. He began saying, this is not important to me, because he understood something powerful. Every moment you spend is a moment you will never get back. ဒီနောက်တစ်ပတ်မှာသူကပထမဆုံးဒီခြေလမ်းကိုစပြီးတော့လှမ်းခဲ့တယ်အဲ့ဒါပြီးတော့နောက်ထပ်ခြေလမ်းတွေလှမ်းခဲ့တယ် although it was not perfect and not easy ဒီခြေလမ်းတွေတစ်ခုပြီးတစ်ခုလှမ်းခဲ့ဥစ္စာကဒီပြည့်စုံနေလို့လွယ်ကူချောမွေ့နေလို့တော့မဟုတ်ဘူးဒါပေမဲ့အဲ့ဒါကရိုးသားမှုတော့ရှိတယ်အီတန်ကထပ်ပြီးတော့ဒီ I don't have time ငါမှအချိန်မရှိဘူးဆိုတဲ့ဥစ္စာကိုသူကထပ်ပြီးတော့ပြောမနေခဲ့တော့ဘူး he began saying သူစပြီးတော့ပြောခဲ့တယ်ဘာလဲဆိုတော့ this is not important to me ဒါငါအတွက်အရေးမပါဘူးဆိုလို့ကျွန်တော်သူ့ဘဝထဲမှာမလိုအပ်တဲ့အရေးမပါတဲ့အရာတွေကိုသူကစပြီးတော့စစ်ထုတ်ခဲ့တာငါအတွက်အရေးမပါဘူးဆိုပြီးတော့စပြီးတော့သူကပြောခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ he understood something powerful သူကအားကောင်းတဲ့တစ်ခုခုစွမ်းအားရှိတဲ့အားကောင်းတဲ့တစ်ခုခုကိုသူကနားလည်ခဲ့လို့ဖြစ်ပါတယ်။အဲ့ဒါကတော့ဘာလဲဆိုတော့ every moment you spend is a moment you will never get back ဒီတင်ကုန်သွားတဲ့တင်ဖြုံးလိုက်တဲ့ moment အချိန်ကာလအခိုက်အတန့်တိုင်းဟာဆိုလို့ရှိရင်တင်ဘယ်တော့မှပြန်ရမှာမဟုတ်တဲ့ကာလအခိုက်အတန့်ပဲဆိုတဲ့ဥစ္စာကာလအခိုက်အတန့်တစ်ခုပဲဆိုတဲ့ဥစ္စာကိုသူကနားလည်သဘောပေါက်တဲ့အတွက်ကြောင့်မို့လို့သူက this is not important to me ငါအတွက်ဒီဥစ္စာကတော့အရေးမပါဘူးဆိုတဲ့ဥစ္စာကိုစပြီးတော့သူကပြောခဲ့တယ်He stopped wasting hours on things that gave him nothing in return. He started calling his parents more often. He visited old friends. He loved more, forgave faster, listened deeply, and lived gently. သူကဒီ in return ဆိုတာကအပြန်အလှန်အနေနဲ့သူ့ကိုဘာမှမပေးတဲ့အရာတွေပေါ်မှာသူကဒီအချိန်ဖြုံးနေတာနိုင်ရီကုန်လွန်စေနေတာအဲ့ဒီဥစ္စာကိုသူကရက်တန့်ပစ်ခဲ့တယ်ရက်တန့်ပစ်ပြီးတော့သူကသူ့မိဘတွေစီကိုပို့ပြီးတော့မကြာခဏဆိုသလိုဖုန်းခေါ်တယ်ဖုန်းစတင်ပြီးတော့ခေါ်ခဲ့တယ်ပြီးတော့သူကသူ့ရဲ့ဒီမိတ်ဆွေဟောင်းတငယ်ချင်းဟောင်းတွေစီကိုသူကသွားပြီးတော့လဲခဲ့တယ်သူကပို့ပြီးတော့ရေမောခဲ့တယ်ပြီးတော့မြင်မြင်ဆန်ဆန်ပဲဒီခွင့်လွတ်တက်ခဲ့တယ်ပြီးတော့ဒီနည်းနည်းပဲတခြားသူတွေကပြောရဲဆိုလို့ရှင် listen deeply ဆိုတာတည်တည်ချာချာနည်းနည်းနားထောင်ခဲ့တယ်ပြီးတော့ live gently ဘာကိုတိမ်မွေးစွာနဲ့ရှင်သန်နေထိုင်ခဲ့တယ်ဒီနေရာမှာ took ကယူဆောင်သည် took the first steps ဆိုတော့သူကခြေလမ်းစပြီးတော့ပထမဆုံးခြေလမ်းကိုစပြီးတော့လမ်းခဲ့တာ first ကတော့ပထမဆုံး step ကခြေလမ်း another ကနောက်ထပ် although ကတော့လည်းပဲ perfect ကပြည့်စုံသော easy ကတော့လွယ်ကူသော honest ကရိုးသားသော longer ကပို၍ရှည်ကြာသော set ကပြောခဲ့သည်ဒီနေရာမှာ no longer set ဆိုတော့သူကထပ်ပြီးတော့မပြောခဲ့တော့ဘူး say ကပြောခြင်းဒီ important ကအရေးကြီးသော now understood ကနားလည်ခဲ့သည် something powerful ဒီစွမ်းအားကောင်းတဲ့တစ်စုံတစ်ခု span ကအချိန်အသုံးပြုသည်အသုံးချသည် moment ကတော့အချိန်ကာလအခိုက်အတန့်ဖြစ်ပါတယ် never ကဘယ်တော့မှ get back ကပြန်လည်ရရှိသည် wasting ကအချိန်ဖြုံးခြင်း stopped ကရပ်တန့်ခဲ့သည် things ကတော့အရာများ give က give ရဲ့ past tense ဖြစ်ပါတယ်ပေးခဲ့သည် nothing ကတော့ဘာမှဆိုတဲ့အဓိပ္ပာယ်ရပါတယ် nothing in return ဆိုတာကအပြန်အလှန်ဒီအပြန်အလှန်အနေနဲ့ဘာမှသူ့ကိုပြန်မပေးတဲ့အရာတွေပေါ်မှာသူကအချိန်မဖြုံးခဲ့တော့ဘူး calling ကခေါ်ဆိုခြင်း often ကတော့မကြာခဏ more often ဆိုတာကပိုပြီးတော့မကြာခဏ visited ကလည်းပတ်ခဲ့သည် old ကတော့ဟောင်းသော old သော friends old friends ဆိုတော့မိတ်ဆွေဟောင်းတငယ်ချင်းဟောင်း loved ကရေမောခဲ့သည် more ကပို့ပြီးတော့ရေမောခဲ့သည် forgive က forgive ရဲ့ past tense ဖြစ်ပါတယ်ခွင့်လွတ်ခဲ့သည် faster ကပို၍မြန်ဆန်သော deeply ကနှဆိုင်စွာ listen ကနားထောင်ခဲ့သည်
gently ကတိမ်မွေ့စွာ lift ကနေထိုင်ရှင်သန်ခဲ့သည် Success was no longer just money or status. Success became waking up with peace, working on something meaningful, loving deeply, growing daily, and going to sleep knowing today mattered. Ethan finally understood life is not measured by years, but by moments that made your heart feel alive. ဒီအောင်မြင်မှုကဆိုလို့ရှိရင်ငွေကြေးဒါမှမဟုတ်လို့ရှိရင်အခြေအနေတွေနဲ့တိုင်းတာတာထပ်ပြီးတော့မဟုတ်တော့ဘူးဒီအောင်မြင်မှုကဘာဖြစ်လာခဲ့လဲဆိုလို့ရှိရင် waking up with the peace ရင်တွင်အေးချမ်းမှုငြိမ်းချမ်းမှုနဲ့အတူနိုးထားရခြင်းပြီးတော့ working on something meaningful အဓိပ္ပာယ်ရှိတဲ့တစ်ခုခုကိုလုပ်ကိုင်ရခြင်းပြီးတော့ loving deeply ဒီနည်းနည်းစွာနှက်ဆိုင်စွာချစ်ခင်ရခြင်း growing daily နေ့စဉ်တိုးတက်ရခြင်း and going to sleep knowing today mattered ကအရေးပါခဲ့သည်ဒီနေ့ဟာအရေးပါခဲ့တယ်ဆိုတဲ့ဥစ္စာကိုသိနေရင်နဲ့အိပ်ပျော်သွားနိုင်ခြင်းတို့ပဲဖြစ်ပါတယ်။ Ethan က finally understood နောက်ဆုံးမှာနားလည်သဘောပေါက်ခဲ့တယ် Life is not measured by years ဘဝကိုနှစ်တွေနဲ့တိုင်းတာရတာမဟုတ်ဘူး but by moments that made your heart feel alive သင်နှလုံးသားကိုသက်ဝင်ရှင်သန်နေတယ်လို့ခံစားရအောင်ပြုလုပ်ပေးတဲ့ကာလအခိုက်အတန့်လေးတွေအားဖြင့်ဘဝကိုတိုင်းတာတာပဲဖြစ်တယ်ဆိုတော့ဥစ္စာကိုသူကနောက်ဆုံးမှာနားလည်သဘောပေါက်သွားခဲ့တယ်ဒီနေရာမှာ no longer ကထပ်ပြီးတော့ status ဆိုတာကတော့အခြေအနေဖြစ်ပါတယ် became ကဖြစ်လာခဲ့သည် success ကအောင်မြင်မှု peace ကတော့ငြိမ်းချမ်းမှုအေးချမ်းမှု waking up ကနိုးထားရခြင်းဒီရင်တွင်ငြိမ်းချမ်းမှုအေးချမ်းမှုနဲ့နိုးထားရခြင်း meaningful ကအဓိပ္ပာယ်ရှိသော something ကတစ်ခုခု working on ဆိုတာလှုပ်ဆောင်ရခြင်း deeply ကနှဆိုင်စွာနည်းနည်းစွာ loving ကချစ်မြတ်နိုးရခြင်း growing ကတိုးတက်ခြင်း daily ကတော့နေ့စဉ်ဖြစ်ပါတယ် methods ကအရေးပါခဲ့သည် knowing ကတော့သိရှိရင်သိရှိခြင်းဒီနေရာမှာဒီနေ့ကအရေးပါခဲ့တယ်ဆိုတဲ့ဥစ္စာကိုသိနေရင်းနဲ့အိပ်ပျော်သွားရခြင်း finally ကတော့နောက်ဆုံးမှာ understood ကနားလည်ခဲ့သည် measure ကတိုင်းတာသည်ဒီနေရာမှာ is not measured ဆိုတာက passive voice နဲ့ရေးထားတာဘဝကိုတိုင်းတာတာမဟုတ်ပါဘူး by years ဒီနှစ်တွေအားဖြင့်တိုင်းတာတာမဟုတ်ဘူး moments ကအချိန်ကာလအခိုက်အတန့်များ by moments ဆိုတော့အချိန်ကာလအခိုက်အတန့်တွေအားဖြင့်တိုင်းတာပါတယ် mate ကပြုလုပ်ခဲ့သည်အဲ့ဒီအခိုက်အတန့်တွေကဘာလဲဆိုတဲ့ဥစ္စာကို that နဲ့ပြန်ပြီးတော့ရှင်းပါတယ် that mate အဲ့အခိုက်အတန့်တွေကပြုလုပ်ပေးခဲ့တာ your heart feel alive သင်ရဲ့နှလုံးသားကိုဒီသက်ဝင်ရှင်သန်နေရလို့ခံစားရအောင်ပြုလုပ်ပေးတဲ့အခိုက်အတန့်တွေအားဖြင့်ဘဝကိုတိုင်းတာတာဖြစ်ပါတယ် Years later, Ethan stood on a hill at sunset, watching the sky burn orange and gold, and he whispered a truth. He had learned the hard way. Life is short, spend it wisely. ဒီနှစ်များစွာကြာပြီးတဲ့နောက်မှာ Ethan ကဒီလိမ်မော်ရောင်နဲ့ရွှေရောင်တောက်နေတဲ့ကောင်းကင်ကိုသူက watching ဆိုတာကြည်ရင်းနဲ့နေဝင်ချိန်မှာတောင်ကုန်းတစ်ခုပေါ်မှာသူကရက်ခဲ့တယ် and ပြီးတော့ he whispered a truth သူကအမှန်တရားတစ်ခုကိုတိုးတိုးလေးသူပြောခဲ့တယ် he had learned အဲ့အမှန်တရားကဘာလဲဆိုတော့ he had learned the hard way ဒီသူခက်ခဲတဲ့နီလန်းနဲ့သင်ယူခဲ့ရတဲ့အမှန်တရားတစ်ခုကိုသူကတိုးတိုးလေးပြောခဲ့တယ်အဲ့ဒါကတော့ဘာလဲဆိုလို့ရှင် life is short spend it wisely ဘဝကတိုးတောင်းတယ် spend it wisely ဉာဏ်ရှိရှိအသုံးချဆိုတဲ့ဒီအမှန်တရားတစ်ခုကိုသူကတိုးတိုးလေးပြောခဲ့တယ်တိုးတိုးလေးသူဟာသူပြောခဲ့တယ် not chasing approval not running from fear not waiting for someday but choosing every single day to live fully love deeply and grow endlessly you may not be facing the same story as Ethan but you are facing the same truth ဒီမှာ approval ကအတည်ပြုချက်အတည်ပြုဒီသူများတွေရဲ့အတည်ပြုချက်နောက်ကိုလိုက်တာမျိုးမဟုတ်ဘူးပြီးတော့အကြောက်တရားတွေကနေပြီးတော့မှထွက်ပြေးတိမ်းရှောင်တာမျိုးမဟုတ်ဘူးဒီတနေ့နေ့ဆိုတဲ့ဥစ္စာကိုစောင့်နေတာမျိုးမဟုတ်ဘဲနဲ့ but choosing every single day to live fully ဒီတနေ့ချင်းစီတိုင်းမှာအပြည့်အဝနဲ့နေထိုင်ဖို့ရရွေးချယ်ခြင်းအဆိုင်စွာချစ်တတ်ဖို့ရရွေးချယ်ခြင်းပြီးတော့ grow endlessly ဆိုတာအဆုံးမရှိတိုးတက်ဖို့ရအတွက်
ရွေးချယ်ခြင်းပဲဖြစ်ပါတယ် You may not be facing the same story as Ethan သင်ကဒီ Ethan လိုမျိုးတူညီတဲ့ဘဝဒီဇက်လန်အဲ့ဒီဥစ္စာကို facing ဆိုတာရင်ဆိုင်တွေ့ကြုံနေရတာဟုတ်ချင်မှဟုတ်ပါမယ် but you are facing the same truth ဒါပေမဲ့သင်ကလည်းဒီတူညီတဲ့အမှန်တရားကိုရင်ဆိုင်ကြုံတွေ့နေရတာပဲဖြစ်ပါတယ် Time is moving Your life is happening now, so don't wait for the perfect moments. Don't save your dreams for later. Don't postpone happiness. အချိန်ကရွေးရှားနေတယ်။တဲ့ဘဝဟာဆိုလို့ရှိရင်လည်းဒီအခုလက်ရှိမှာကိုပဲဖြစ်ပျက်နေတယ်။ဒါကြောင့်မို့လို့ဒီပြည့်ပြည့်စုံတဲ့အချိန်ကာလအတွက်စောင့်နေတာမျိုးမလုပ်ပါနဲ့။ရဲ့အိမ်မက်တွေကိုနောက်ကြတော့မှဒီနောက်အတွက်ဆိုပြီးတော့သိမ့်ဆက်ထားတာမျိုးမလုပ်ပါနဲ့။ပြီးတော့ don't postpone happiness ဒီပျော်ရွှင်မှုတွေကိုအချိန်ရွှေ့ဆိုင်းလိုက်တာမျိုးမလုပ်ပါနဲ့။ ပြောစရာရှိရင်ပြောပါ Thank you for watching ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် If this story touched your hearts please like and share and subscribe for more motivational stories that help you grow in life and in English ဒီ story လေးကမိတ်ဆွေရဲ့နှလုံးသားတွေကိုထိရောက်ခဲ့မယ်မိတ်ဆွေရဲ့နှလုံးသားကိုထိခဲ့မယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကို like share လုပ်သွားပေးပြီးတော့အခုလိုမျိုးဒီသင်ရဲ့ဘဝမှာရောပြီးတော့အင်္ဂလိပ်စာမှာရောတိုးတက်ဖို့ရအတွက်ကူညီပေးနေတဲ့စိတ်အားထက်သန်စေတဲ့ stories တွေကိုထပ်မံနားထောင်မှုရအတွက်ဒီ channel ကို subscribe လုပ်သွားလို့လည်းရပါတယ် and remember ပြီးတော့အမှတ်ရနေပါ life is short spend it wisely live with no regrets ဘာလို့ဆိုတော့ဘဝကတူတောင်းပါတယ်ဉာဏ်ရှိရှိနဲ့အသုံးချပါအောင်တာတွေမရှိဘဲနဲ့ရှင်သန်ပါ see you in the next video နောက် video မှာပြန်လည်ဆုံတွေ့ကြမယ် bye bye